ခုပြီးတော့မှာတော့ lipid ရဲ့အကြောင်းကိုဆက်ပြီးပြပြပေးသွားမယ်နော် lipid ဆိုတာကတဲ့ group of biological molecule သူရဲ့အသက်ရှင်မှုအတွက်လိုအပ်တဲ့ biological molecule အုပ်စုတစ်ခုပဲဖြစ်တယ်ပေါ့နော် protein တို့လိုမျိုး carbohydrate တို့လိုမျိုးသူကလည်းပဲ biological molecule အုပ်စုတစ်ခုပဲဖြစ်ပါတယ်တဲ့ lipid ကိုဘယ်မှာတွေ့ရလဲဆိုလို့ရှိရင် in all cellular organisms and cell parasites ဆဲပါတဲ့တက်ရှိအားလုံးမှာလည်းတွေ့ရမယ်။ and ပြီးတော့အချို့သော virus တွေမှာလည်းဒီ lipid ကိုတွေ့နိုင်တယ်။ပြီး lipid ဆိုတာက insoluble in water ရေထဲမှာမပျော်ဝင်နိုင်ဘူး။ဒါကြောင့်မလို့သူ့ကို hydrophobic လို့ခေါ်တယ်ပေါ့နော်။ဘာကြောင့်မပျော်ဝင်ရလဲဆိုလို့ရှိရင် lipid ဆိုတာက non polar solvent organic ကော်မဖြစ်တဲ့အတွက်ကြောင့်မလို့သူဒီလျှက်စစ်တက်ကိုမဆောင်ဘူးပေါ့နော် non polar solvent တွေကတဲ့ are soluble in non polar solvent အဲ့လိုမျိုးသူ့လိုမျိုးပဲ non polar solvent နဲ့မှာပဲပျော်ဝင်နိုင်တယ်ဥပမာလည်းဆိုရင် alcohol တို့ benzene တို့အစရှိတဲ့ပျော်ရည်တွေမှာပဲသူကပျော်ဝင်နိုင်တယ်ပေါ့နော်ဒီ liquid water ပေါ့နော် water ကကျတော့သူက non polar မဟုတ်ဘူးသူကကျတော့ polar solvent ပေါ့နော်ဘာလို့လဲဆိုရင်သူ့မှာပေါင်းလက်စီအနှုတ်လက်စီအစွန်းနေရှိရပေါ့နော်ဒါကြောင့်မို့သူက polar solvent လျက်ကုန်တက်တိရှိတဲ့အတွက်ကြောင့်မို့လို့သူကရေထဲမှာမပြောင်းနိုင်ပါဘူးတဲ့ lipid တွေက lipid ကိုမျိုးစားခွင့်မဲ့ဆိုလို့ရှိရင် simple lipid compound lipid derived lipid ဆိုအမျိုးမျိုးရှိမယ်ပေါ့နော်ဒီအခန်းမှာတော့ဒီ simple lipid ကိုပဲပြောထားမယ်ပေါ့နော် simple lipid ကိုများသောအားဖြင့်ပေါ့နော် fatty acid နဲ့ glycerol နဲ့ပေါင်းလို့ရှိရင် lipid ကိုရတယ်တဲ့ဒီမှာ simple lipid ဘာရှိလဲဆိုရင် fat wine west ပေါ့နော် fat ကိုဘာလို့ခေါ်ဖြစ်လဲဆိုလို့ရှိရင် triglyceride လို့လည်းခေါ်ပါသေးတယ်တဲ့ fat ဆိုတာကအဆိုင်ခဲပုံစံအဖြစ်တွေ့ရတယ်ပေါ့နော်အဲ့လိုအခန်းပူချိန်မှာဆိုရင် wine ဆိုတာကအရည်အနေနဲ့တွေ့ရတယ်ဒီနှစ်ခုကွာတယ်ပေါ့နော် fat ဆိုတာကတဲ့ saturated fatty acid နဲ့ glycerol နဲ့ပေါင်းလို့ရှိရင်ဖြစ်လာတယ် wine ဆိုတာကကျတော့ unsaturated fatty acid နဲ့ glycerol ပေါ့နော်ဒီ saturated fatty acid ဆိုတာကအဆိုင်ခဲanimals တွေမှာတွေ့ရတာပေါ့နော် unsaturated fatty acid ကတော့ liquid ပုံစံဒီကကျတော့ plants တွေမှာတွေ့ရတာပေါ့နော်ဒီနှစ်ခုကွာတယ်ပေါ့ဒါဆိုရင်အဆိုင်ခဲပုံစံဆိုရင် fast liquid ပုံစံဆိုလို့ရှိရင် wine အဲ့လိုမှထားရပြီပေါ့နော်ဒီ wash ကကျတော့သူတို့နဲ့မတူသူ fatty acid နဲ့ပါတယ်ပေါ့နော်ဆိုလို့ရှိရင် alcohol တွေနဲ့ပေါင်းလိုက်တဲ့အခါမှာဖြစ်လာတယ်ဒါကြောင့်မလို့ဒီအပေါ်က fast နဲ့ wine ကိုကျတော့ glyceride group လို့ခေါ်ပြီးတော့ဒီ wash ကိုကျတော့ non glyceride လို့ခေါ်တယ်ပေါ့နော်သူတို့အကုန်လုံးကတော့ simple lipid ထဲမှာပဲပါတယ် simple lipid ဆိုရင်၃မျိုးရှိမယ် fast ရယ် wine ရယ် wash ရယ်အဲ့ဒီကမှာ fast နဲ့ wine ဒီ glycerol နဲ့ပေါင်းတာဖြစ်တဲ့သူတို့အုပ်စုတွေကို glyceride လို့ခေါ်မယ်ဒီ wash ကကျတော့ alcohol နဲ့ပေါင်းတာဖြစ်တယ် glycerol မပါတဲ့အတွက်ကြောင့်မလို့ non glyceride လို့ခေါ်မယ်ဆက်လက်ပြီးတော့ဒီဆက်ပြောရမယ်ဆိုရင် lipid ဆိုတာကတဲ့ another group for important biological molecule အရေးကြီးတဲ့ biological molecule တခုအုပ်စုတစ်ခုပဲဖြစ်တယ်ပေါ့နော်သူဘယ်မှာတွေ့ရလဲခုနပြောခဲ့တဲ့ present in all cellular organisms and cell parasitesဒီတက်ရှိတွေပေါ့နော်ဒီ organism လို့ပြောလို့ရှိရင် plants တွေလည်းပါမယ် animals တွေလည်းပါမယ်ဥပမာဆိုရင်တချို့ဖျောင်းနေဆိုလို့ရှိရင်ပြားဖျောင်းနေရှိအောင်တိရစ္ဆာန်တွေတချို့ဆိုရင်အပင်တွေမှာဆိုလို့ရှိရင်လည်းအရွက်ရဲ့အပေါ်ရအလွှာဒီ cuticle ဆိုဖျောင်းလွှာပေါ့နော်အဲ့လိုမျိုးအပင်တွေရောတိရစ္ဆာန်တွေမှာဒီ lipid ကိုတွေ့နိုင်တယ်ပြီးအချို့သော virus တွေမှာလည်းပဲတွေ့နိုင်တယ်သူကတဲ့ unlike the other group အခြား protein တို့ carbohydrate တို့မျိုးနဲ့မတူရတဲ့အချက်ကဘာလဲဆိုလို့ရှိရင် they are heterogeneous in chemical nature သူတို့ဒီဓာတုသဘောတရားအရာ heterogeneous ဆိုတာကအမျိုးအစားအုပ်စုကွဲတွေအများများလို့ ਨੇ ပေါ့နော်ဒီမှာဆိုအုပ်စုကွဲတွေအများကြီးရှိတယ်ဒီအပေါင်းဆက်ပုံတွေကအရင်ချုပ်ထွေးတယ်အများပြလို့ ਨੇ ဒါကြောင့်မလို့သူရဲ့ simple lipid မှာတော့ဘာကြီးပါလဲဆိုရင်ခုနပြောခဲ့တဲ့ fat ရဲ့ wine ရဲ့ waste ရဲ့ပါပါတယ်အဲ့ဒီကမှ fat ဆိုတာကလည်းခုနပြောခဲ့သလိုပဲ solid form or lipid အဆိုင်ခဲပုံစံရှိတဲ့အစီပဲပေါ့နော်အဲပြီးတော့ the liquid form အရည်ပုံစံကိုတော့ဘာလို့ခေါ်လဲဆိုရင် is known as wine လို့ခေါ်ပါရဲ့ဒီ fast တွေကတဲ့ are all organic molecule သူတို့တွေဒီတက်ရှိတွေကရတာဖြစ်တဲ့အတွက် organic molecule တွေဖြစ်တဲ့တနည်းအားဖြင့် biological molecule ပြီးလို့ရှိရင် plays separate roles in organism တက်ရှိတွေမှာဆိုလို့ရှိရင်အရေးကြီးတဲ့အခန်းကဏ္ဍအများကြီးကနေပါဝင်နေတယ်ပေါ့နော်သူအဓိကတာဝန်ကတော့သူက carbohydrate လို့ပဲ energy storage ပဲသူက carbohydrate တက်ကိုနှစ်ဆပို့ပြီးတော့ energy ကိုတိုးလောင်းနိုင်တယ်တဲ့ပြီးတော့သူကဒုက္ခနာကိုအတွက်ဒီ insulator ဖြစ်နေထောင်းဆောင်ပေးပေါ့လူခနာကမှရှိတဲ့အပူတွေအပြင်ကိုထွက်မသွားအောင်မဆုံးရှုံးရအောင်သူကအကာအကွယ်ပေးတယ်ဒီအဆက်တဲ့တောင်းတွေကိုသူကထမ်းဆောင်ပေးတဲ့အတွက်ကြောင့်မလို့သူက play separate roles in organism နဲ့နောက်က lipid molecule ကို aerosol compose ဆိုသူ့ကိုလည်းပဲရှိက group လိုပဲကာဗွန်ရဟိုက်ဒရိုဂျင်အောက်ဆီဂျင်သူဒီ organic ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကာဗွန်ဟိုက်ဒရိုဂျင်အောက်ဆီဂျင်တိုင်းနဲ့ပဲဖွဲ့စည်းထားတယ် structural သူ့ရဲ့ဖွဲ့စည်းပုံအရပြောမယ်ဆိုလို့ရှိရင် most lipid အများစုပေါ့နော်အထူးသဖြင့်ပဲလဲဆိုရင် triglyceride ပေါ့နော်သူကကျတော့ glyceride 3ခုဟုတ်ဘူးနော်
trans နောက်ကြတာဟိုကျရှင်းပြမယ်နော် triglyceride ကိုသူ့လည်း lipid လို့ပဲခေါ်ပါရဲ့တဲ့ဟိုဒီ triglyceride lipid မှာလည်း consist of ဘာပါလဲဆိုလို့ရှိရင်1 glycerol အုပ်စုတစ်ခုရဲ့ join with 3 fatty acid 3ခုပါတဲ့အတွက်ကြောင့်မလို့သူ့ triglyceride လို့ခေါ်လိုက်တာပေါ့နော် fatty acid 2ခုပါမယ်ဆိုလို့ရှိရင်သူ့ကို diglyceride လို့ခေါ်မယ် fatty acid တစ်ခုတည်းပါလို့ရှိရင် monoglyceride လို့ခေါ်မယ်ပေါ့နော်ဒါကကြတော့သူ့ရဲ့ဒီ triglyceride ရဲ့ပုံစံလေးပေါ့နော်ဒီရှေ့ဟာလေးကကျတော့1 glycerol လို့ပြောရတဲ့ glycerol အုပ်စုကတစ်ခုပြီးရင်3 triglyceride လို့ပြောတဲ့အတွက်ကြောင့်မို့လို့ဒီမှာဆိုရင်ဒီ glyceride ပေါ့နော် fatty acid ဒီမှာဆိုရင်3ခုပါတယ်ဒီမှာတစ်တန်းဒီမှာတစ်တန်းဒီမှာတစ်တန်းပေါ့နော်ဒီမှာသတိထားမှာသူဒီ fast ဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့ရဲ့ acid ဒီ saturated fatty acid ဖြစ်တယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်သူ့ဆက်ထားတဲ့ linkage ကိုသူက ester linkage လို့လည်းခေါ်တယ် ester bond လို့လည်းခေါ်တယ်ဒီဘက်က C မှာရှိတဲ့ OH နဲ့ဒီဘက်က C မှာရှိတဲ့ OH နှစ်ခုကပေါင်းသွားတဲ့အခါမှာ H2O ထွက်သွားပြီးတော့ O တစ်လုံးပဲကျန်ခဲ့တာပေါ့သူ condensation reaction ရှေ့မှာတည်းပဲပြောခဲ့တယ်ပေါ့နော်အဲ့လိုမျိုးဖြစ်သွားပြီးတော့ဒီ bond လေးဖြစ်လာအဲ့ဒါ ester linkage ester bond လို့ခေါ်တယ်ဒီ ester bond လေးနဲ့သူရှိတ်ထားတယ်ပေါ့နော် fatty acid 3ခုကို glycerol အုပ်စု molecule တစ်ခုနဲ့ရှိတ်ထားပါရဲ့ဒါဆိုရင် saturated ကိုသိပြီဆိုလို့ရှိရင် unsaturated ဆိုတာဘယ်လိုမျိုးလဲပေါ့နော်သူရဲ့ကာဗွန်စတန်အလဲပါဆိုလို့ရှိရင်တပည့်ဘုံလေးပါနေမယ်အဖြောင်းတိုင်းမဟုတ်ဘဲလိုမျိုးလေးဖြစ်သွားမယ်အဲ့ဒါကို unsaturated fatty acid လို့ခေါ်မယ်ဆက်လက်ပြီးဒီမှာပါတဲ့ glycerol ဆိုတာကြည့်အောင် glycerol ဆိုတာက3 carbon simple alcohol glycerol ဖြစ်တဲ့အတွက် alcohol ပဲသူ့မှာကျတော့ carbon 3ခုပါတဲ့အတွက်ကြောင့်မလို့3 carbon simple alcohol ဒီ glycerol molecule ကိုလည်း expound တွေ့ရတယ် in those lipid known as glyceride နောက် glyceride လို့ခေါ်တဲ့ဒီ acid တွေမှာဆိုလို့ရှိရင် glycerol ကိုတွေ့ရပါတယ်တဲ့ဒါဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ဒီဒါ fatty acid 3ခုပေါ့နော်ဒီမှာဆိုရင် glycerol ပါတယ်ဒီပါတဲ့အတွက်ကြောင့်မလို့သူ triglyceride molecule ဒီမှာ fatty acid တစ်ခုတည်းပါရင် monoglyceride fatty acid နှစ်ခုပါလို့ရှိရင် diglyceride နဲ့ fatty acid 3ခုပါတဲ့အတွက်ကြောင့်ဒီမှာဆိုရင် triglyceride လို့သူကခေါ်ထားရေပေါ့နော်ဒီ process တို့မှာဒီ glycerol တွေမှာပါပိုင်ဆိုင်နေဆိုလို့ရှိရင် antimicrobial and antibiotic property ဒီ bacteria တွေ virus တွေကိုလည်းသိစေနိုင်တဲ့သူရဲ့စံတတိရှိရပေါ့နော်။ဒါကြောင့်မလို့သူ့ကိုဘယ်မှာသုံးလဲဆိုရင် use in wounds and burn treatment ဒီထိခိုက်တရားတွေနဲ့မိလောင်နာတွေပေါ့နော်အဲ့ဒီနေရာမှာဆိုလို့ရှိရင်သူတို့ကိုသုံးပါတယ်တဲ့။ဆက်လက်ပြီးတော့နောက်တစ်ပိုင်းဖြစ်တဲ့ fatty acids တွေကတဲ့ present in simple lipid မှာပါတဲ့ဒီ fatty acid တွေကဆိုလို့ရှိရင် generally များသောအားဖြင့်သူကကျတော့12 to 22 carbon atom ကာဗွန်အရေအတွက်12ကနေမှ20အထိအဲ့ကြားထဲမှာပါနေတယ်ပေါ့နော်ဒီ fatty acids မှာဆိုလို့ရှိရင် many important function in the body သူ့ရဲ့ခန္ဓာကိုယ်ထဲမှာတဲ့သူ့ရဲ့လှုပ်ဆောင်ချက်တွေကလို့ရလောက်ဆောင်မှုတွေကနော်အရင်ရေးပါတဲ့ function တွေအများကြီးရှိတယ်တဲ့အဲ့ဒီမှာပါလဲဆိုရင် including energy storage ဒီ energy storage ကတော့အဓိကပေါ့နော်အခြား function တွေလည်းအများကြီးရှိပါသေးတယ်ဒါလို့ကိုယ့်ရဲ့ခန္ဓာကိုယ်ကတဲ့ if glucose is not available for energy ဒီ energy သုံးဖို့အတွက်ဒီ glucose ဆိုတာမရနိုင်ဘူးဆိုလို့ရှိရင်သူ့ရဲ့ခန္ဓာကိုယ်က use fatty acid ကိုသုံးတယ် to fuel the cell instead cell တွေကိုဒီစွမ်းရည်ပြဖို့အတွက်ဆိုလို့ရှိရင်ဒီ glucose အစားဒီ fatty acid ကိုခန္ဓာကိုယ်ကသုံးလိုက်တယ်ပေါ့နော်အဲ့မှာဆိုရင် two kinds of lipid play an important role in a healthy diet ဒီကျန်းမာတဲ့အခါအစာအာဟာရပုံစံမျိုးဖြစ်ဖို့အတွက်ဆိုလို့ရှိရင် lipid အမျိုးအစားမျိုးပါဝင်တယ်အဲ့ lipid ကပထမတစ်မျိုးကတော့ saturated fat ပေါ့နော်ဒုတိယတစ်ခုကတော့ unsaturated fat saturated fat ကိုကျတော့ animals တွေကနေရရှိတဲ့ရှိတယ်ပြီးလို့ပြန်သူကများသောအားဖြင့်တော့လူသားတွေအတွက်ဒီ cause problem in human hair ပေါ့နော်လူသားတွေရဲ့ကျန်းမာရေးအတွက်အန္တရာယ်ဖြစ်စေတယ်ပေါ့နော်ဒါပေမဲ့ except in fish oil ဆိုတဲ့ဒီငါးဟာရတဲ့အစီအမကျတော့သူကလူသားတွေအတွက်ကျန်းမာရေးအတွက်အကျိုးပြုစေတယ်ပေါ့နော် whereasအဲ့ဒီချိန်မှာတဲ့ plant lipid ဟိုအပင်တွေကနေရတဲ့ lipid သူ့ကျတော့ဘာလဲကိုလဲဆို unsaturated fat လို့ခေါ်တယ်သူကကျတော့လူသားတွေရဲ့ human hair ကျန်းမာရေးဥစ္စာ promote ဆိုတာမြင့်တင်ပေးတဲ့ကောင်းစေရပေါ့ဒီ plant lipid ကိုလည်းဘယ်မှာတွေ့ရလဲဆိုလို့ရှိရင် are found in seed nuts and vegetable oil ဒီအစိဆန်နေပေါ့နော် and vegetable oil ဆိုတဲ့အသီးနှံတွေမှာဆိုလို့ရှိရင်ဒီ plant lipid ကိုအများကြီးတွေ့ရပါတယ်ဒါကကျ saturated fatty acid နဲ့ unsaturated fatty acid structure လေးမတူတာကိုရှင်းပြထားတာပါနော်ကဲဒီနေ့သင်ခန်းစာလေးကဒီလောက်ပါပဲ